ဒီသင်္ကန်းစာလုပ်ဖို့ဆိုရင်ဒီဇာတ်လေးဖန်နေပါတော့နော်ဒီဇာတ်လေးအရင်လုပ်လိုက်ပါဒီလုပ်ပြီးတော့ကျွန်တော်ပါအောင်ဆိုရင် insert တန်ခါ chart group မှာဒီကောင်းလေးတွေအများကြီးရှိရပါတော့ document နဲ့ chart တာလေးတွေနှိပ်လိုက်ပါအဲ့ဒါကျွန်တော်ဒီကောင်ကနေနေရှယ်ဒီကောင်လေးကိုကျွန်တော်ရွေးလိုက်မှာပေါ့နော်အဲ့ဒါလေးကိုရွေးပြီးတော့ဒီမှာ chart ဟိုဟာတွေအများကြီးရှိရပါတော့ document နဲ့ chart ပေါ့နော်ဟော chart OK ကိုပေးလိုက်မှာပေါ့ပေးလိုက်တာကျွန်တော်ဒီလိုဟာလေးထွက်လာပါတော့အမောင်းဆို2020တကနေ2024ဒီကောင်လေးရမှာချာပါတော့သူ့ဟာလေးနဲ့ဒီမှာကြည့်55သူ့ဟာလေးနဲ့တူပေါ်ပါတော့ဒါလေးတွေပါတော့ဆိုရောင်းအားတွေပါညာတွေအကုန်လုံးပေါ်ရကျွန်တော်ကုမ္ပဏီတွေမှာလုပ်တဲ့ကုမ္ပဏီတွေရှားဟာတွေမှာလုပ်တာအဲ့ဒါကျွန်တော်ဒီကောင်လေးကို file ကနေ print ထုတ်မယ်ဆိုရင်ကျွန်တော်တို့ဘယ်လိုလုပ်ဆိုဒီကောင်လေးတကူပေါ်နေပါဘူးเนาะအဲ့ဒါကျွန်တော်အကုန်လုံးပေါ်နေတယ်ဆိုရင်ဒီကောင်လေးကိုပြီးပြီးညရွှေ့ထားလိုက်အဲ့ကျွန်တော် chart တိုက်တယ်ထည့်တယ်နေပေါ့နော် chart တိုက်တယ်ထည့်နေရတော့ကျွန်တော်ဒီအသက်ချာ element နေပြီးတော့ဒီမှာကျွန်တော်ချားတိုက်တယ်ပေါ့ aperture ပေါ့နော် aperture မှာကျွန်တော်ဘာလို့ဆိုတော့ product ရိုက်ထည့်လိုက်မယ် PRODUC product of OS ပေါ့ OS operating system အဲ့ဒါခေါ်လိုက်မယ်ဒီမှာကျွန်တော်ဒါရအောင်ဖြစ်တယ်ပေါ့နော်ကျွန်တော်ပုံမှန်တိုင်းပဲ file save as ဒါပါလို့ဆိုရင် D14 ပြောင်းပေါ့အဲ့ဒါလေး chart လေးတွေလုပ်တဲ့နည်းပေါ့နော်ဟိုဟာလေးပြတယ်နေတာလေးတွေကုံကြီးနိုင်ငံခြားကနေပါနေမှာအဲ့လိုလေးတွေ့ရတယ်လေအားမျိုးတွေလုပ်တဲ့နည်းပေါ့နော် Okay ဒီနေ့တော့ပါမယ်မေးတဲ့ရှိရင်ကျွန်တော် comment မေးလို့ရရနော်နောက်နေ့ကျမှနောက်ထင်ရတဲ့နဲ့ထပ်တွေ့ပါမယ်